မနေ့ပြန်ဂျိုရှွာဗန်ရဲ့ခပတ်ပွဲကိုလက်လွတ်တဲ့သူကတော့တမိုင်းတစ်လျှောက်နောင်တအရအဆုံးသောသူဖြစ်သွားပါလိမ့်မယ်ဂျိုရှွာဗန်နဲ့ပန်နိုဂျာတို့မနေ့ပြန်ကြလို့ရှိရင် flyweight ခပတ်အတွက်ရင်ဆိုင်သွားကြမယ်ဆိုတာအခုဆိုရင်အားလုံးကလည်းတည်ထားကြပြီးသားဖြစ်မှာပါအဲ့ဒီပွဲမှာဂျိုရှွာဗန်အနိုင်မရဘူးလို့အားလုံးကပြောကြပါတယ်ဒါမဲ့သူဘယ်သူလဲဆိုတာကိုတော့တချို့သုံးသက်သူတွေကမေးသွားကြပါတယ်တစ်ဖက်မှာပန်နိုဂျာလည်းတော်တော်လေးကိုကောင်းပါတယ်ဒီ UFC flyweight ခပတ်ကိုထိန်းသိမ်းလာတာ2နှစ်ရှိပြီဖြစ်တယ်လို့ခပတ်ကာကွယ်ပွဲတွေဆိုလို့ရှိရင်လည်းများစွာထိုးထားပြီးပါပြီဒီတော့အတွေ့အကြုံတဘာဝနဲ့ဝါပိုင်းမှာဆိုလို့ရှိရင်ဂျိုရှွာဗန်ထက်အစာပေါင်းများစွာပိုတာတယ်လို့ပြောကြတာပါဒါလည်းမှန်ပါတယ်လက်ရည်ပိုင်းမှာဆိုလို့ရှိရင်တော့ဗန်ကဘောက်ဆင်အဓိကကစားပြီးတော့ပန်နိုဂျာတော့နဘန်အဓိကကစားပါတယ်ဒီတော့နဘန်သမားတွေရဲ့ထုံးစံအတိုင်းပဲချုပ်လိုက်ပြီးဆိုရင်ကိုဘောက်ဆင်သမားတွေကအယုံကျိုးပြက်တွေဖြစ်ကုန်ကြတာပါဒါကြောင့်လည်းပဲပန်နိုဂျာလိုမျိုးနဘန်အရန်ကောင်းတဲ့ချန်ပီယံတယောက်နဲ့အတွေ့မှာဂျိုရှွာဗန်ရှုံးနိုင်တယ်ဆိုပြီးတော့အားလုံးကထင်ကြီးပေးထားကြတော့တာပါဒါပေမဲ့ကျွန်တော်တို့မြန်မာပရိသတ်တွေကအဲ့လိုလုံးဝမဟုတ်ပါဘူးကိုဖိုက်တာဘလောက်အရေးကြီးရှိလဲဆိုတာသိရတဲ့အတွက်ဗန်နိုင်မယ်ဗန်လုံးပြမယ်ဗန်ခပတ်ကိုတင်းကြမယ်ဆိုပြီးတော့ပဲတစ်ထစ်ချယုံကြည်